အမှုအမီပျောက်ဆုံးနေတဲ့မျက်နှာအမှုစဖြစ်ပုံမန္တလေးမြို့ချိုင်းဤသာဆန်မှာတပတ်အတွင်းလူ4ယောက်ဆက်တိုက်ပျောက်သွားတယ်ထူးဆန်းတာ4ယောက်လုံးရဲ့အိမ်မှာ CCTV မှတ်တမ်းကြံခဲ့တယ်မှတ်တမ်းထဲမှာသူတို့ဟာညတကောင်ကျော်အိတ်ခမ်းထဲကနေလမ်းလျှောက်ထွက်သွားပြီးနောက်ထပ်ပြန်မလာတော့တာအဆိုးဆုံးကသူတို့မျက်နှာပဲCCTV ထဲမှာ4ယောက်လုံးရဲ့မျက်နှာမုံမွားဝါးကြီးဖြစ်နေတယ်။တခြားပစ္စည်းတွေနောက်ခံတွေကြည်တော့ရှင်းနေပြီမဲ့မျက်နှာနေရာကြမှာဝါးနေတာ။နီးပညာဖွဲ့ကစစ်တော့လဲဖိုင်ကပြုတ်ပြင်ထားတာမဟုတ်ဘူးတဲ့။ပျောက်သွားတဲ့သူတွေမှာတူညီချက်3ခုရှိတယ်။အချက်1အသက်28နှစ်မှ32နှစ်အတွင်းအချက်2တစ်ယောက်သေးနေတယ်။အချက်3ပျောက်မဲ့နိမတိုင်ခင်အိမ်မက်ထဲမှာငါမျက်နှာကိုတယောက်ယောက်ကယူသွားတယ်လို့တငယ်ချင်းတွေကိုပြောဖူးတယ်ခေါင်ခန့်ရဲ့စုံစမ်းမှုခေါင်ခန့်ပထမဆုံးတတိထားမိတာက CCTV ပါမျက်နှာပဲဝါးနေတာဘာလို့လဲသူကင်မရာပညာရှင်တယောက်ကိုမေးကြည့်တော့အဖြေရတယ်ဒါ infrared laser နဲ့ပြစ်တာစီอ่ะလူရဲ့မျက်နှာတဲ့တဲ့ကို IR laser ထိုးလိုက်ရင်ဆန်ဆာမှာ over expose ဖြစ်ပြီးမျက်နှာနေရာပဲဖြူပြီးဝါးသွားတတ်တယ်ဒါဆိုလူပြောက်တိုင်းအခန်းထဲမှာ IR laser ထိုးနိုင်တဲ့သူတယောက်ရှိနေတယ်ဒါပေမဲ့တကားကအထဲကနေဂျက်ထိုးထားတာဘလို့ဝင်တာလဲပျောက်ဆုံးနေတဲ့မျက်နှာအပိုင်းနှစ်ခေါင်ခန့်ရဲ့စုံစမ်းမှုဆက်ရန်ဒုတိယသဲလွန်စားကပျောက်သွားသူတွေရဲ့ဖုံး4ယောက်လုံးရဲ့ဖုံးထဲမှာ Dreamscape ဆိုတဲ့အိတ်ဆက်ချင်းအကူ app တစ်မျိုးတည်းထည့်ထားတယ်အဲ့ဒီ app ကလူတွေအိပ်ပျော်နေတဲ့အချိန်မှာ brainwave ဖတ်ပြီးအိမ်မက်ကောင်းအောင်အတန်လိုင်းလွတ်ပေးတယ်ဆိုပဲခေါင်ခန့်အဲ့ဒီ app ကိုသူ့ဖုန်းထဲထည့်ပြီးစမ်းအိတ်ကြည့်တယ်ည2 နာရီလောက်မှာဖုန်းကနေတိတ်တိုးတဲ့အတန်တစ်မျိုးကြားလာရတယ်လူနာနေမကြားရတဲ့ infrasound လှိုင်းမျိုးပြီးတော့သူ့အိတ်ခမ်းတကားကသူ့အလိုလိုပွင့်သွားတယ်တကားဝမှာအနက်ရောင်ဝတ်စုံနဲ့မျက်နှာဖုံးတက်ထားတဲ့လူတစ်ယောက်ရက်နေတယ်လက်ထဲမှာလေစာပစ္စည်းလေးကင်ထားပြီးခေါင်ခန့်ရဲ့မျက်နှာတဲ့တဲ့ကိုထိုးတယ်ခေါင်ခန့်ချက်ချင်းနိုးသွားပြီးဓမီနဲ့ထိုးကြည့်လိုက်တော့အဲ့ဒီလူထွက်ပြေးသွားတယ်အိမ်ထဲက CCTV ပြန်ကြည့်တော့ခေါင်ခန့်ရဲ့မျက်နှာလဲဝါးနေပြီတရက်ခန့်ဘသူလဲခေါင်ခန့် Dreamscape app ကိုရေးတဲ့သူနောက်ကိုလိုက်တယ် app ပိုင်ရှင်ကကိုစေရာဆိုတဲ့အာယုံကြောပညာရှင်သူကမျက်နှာမှတ်မိဖို့ခက်တဲ့ face blindness ယောဂါခံစားနေရသူဖြစ်နေတယ်ကိုစေရာရဲ့အိမ်ကိုရဲတွေနဲ့ဝင်စီးတော့မြေအောက်ခန်းထဲမှာလူ4ယောက်လုံးကိုတွေ့တယ်သူတို့အကုန်လုံးအသက်ရှင်နေသေးတယ်ဒါပေမဲ့စိတ်မနှံ့တဲ့ပုံစံနဲ့ထိုင်နေကြတယ်မျက်နှာတိုင်းမှာလေစာထိုးထားတဲ့အမာရွတ်အဝိုင်းလေးတွေရှိနေတယ်အမှုရဲ့အမှန်တရားကိုစီယာကဝန်ခံတယ်သူကငငယ်ကလေးကလူတွေရဲ့မျက်နှာကိုမမှတ်မိဘူးဒါကြောင့်မျက်နှာခိုးတဲ့စက်ကိုသူတီထွင်ခဲ့တာ Dreamscape app ကအိမ်နေတဲ့သူရဲ့အုံနောက်ကိုလှိုင်းနဲ့ထိန်းချုပ်ပြီးတတိလက်တလူဖြစ်အောင်လုပ်တယ်ပြီးရင်သူကအိမ်သိခိုးဝင်ပြီးလူနာရဲ့မျက်နှာကို 3D စကင်ဖတ်ပြီးတော့မျက်နှာအာယုံကြောကိုလေစာနဲ့ခဏတာထုံအောင်လုပ်ပစ်တယ်ငါသူတို့ကိုတတ်တာမဟုတ်ဘူးကိုစေရပြောတယ်ငါစီမှာမျက်နှာမရှိဘူးဒါကြောင့်သူများမျက်နှာတွေကိုငါပြီးမှတ်ထားရတာငါသူတို့ကိုဂယုစိုက်ထားပါတယ်သူတို့နိုးလာရင်မျက်နှာအသစ်နဲ့ဘဝအသစ်စားရမှာသူကလူနာတွေရဲ့မျက်နှာဒေတာကိုသုံးပြီး VR ထဲမှာမျက်နှာပြတိုက်လုပ်ထားတာသူကိုယ်တိုင်တနည်းတစ်မျက်နှာပြောင်းသုံးနေတာတဲ့စသိန်းပိုင်းလူ4ယောက်လုံးကိုစီးယုံပို့ပြီး3 လလောက်ကြာတော့ပုံမှန်ပြန်ဖြစ်သွားတယ်ဒါပေမဲ့ပြောင်းနေတဲ့တစ်ပတ်အတွင်းဘာဖြစ်ခဲ့လဲဆိုတာဘယ်သူမှမမှတ်မိတော့ဘူးကိုစီယာကိုတရားရုံးတင်တော့ထောင်ဒဏ်15 နှစ်ကျသွားတယ်သူထောင်ထဲရောက်တော့ထောင်မိုးကိုစတဆောင်ရေးတယ်ကျွန်တော်ကိုအချင်းသားတွေရဲ့မျက်နှာကိုမမြင်ရတဲ့တိုက်ပိတ်ခန်းတွေထားပါကျွန်တော်မျက်နှာတွေထမခိုးမိချင်တော့ဘူးခေါင်ခန့်အမှုပိတ်ပြီးတလကြတော့သူ့အိမ်က CCTV ကိုပြန်ကြည့်မိတယ်အဲ့ဒီညကရိုက်ထားတဲ့ဖိုင်ထဲမှာသူ့မျက်နှာနေရာကအခုထိဝါးနေတော့ပဲသူမှန်နေကြည့်လိုက်တော့သူ့မျက်နှာကိုသူပြန်မြင်ရတယ်ဒါပေမဲ့တခါတလေအိမ်မက်ထဲမှာသူ့မျက်နှာကိုတယောက်ယောက်လာယူသွားသလိုခံစားနေရတော့ပဲခေါင်ခန့်မီးပိတ်ပြီးအိပ်ယာဝင်လိုက်တယ်ဖုန်းထဲက Dreamscape app ကိုတော့ဖြတ်ပြက်လိုက်ပြီ
ဒီအမှုကခေါင်ခန့်အတွက်စိတ်ပိုင်းဆိုင်ရာအခက်ခဲဆုံးအမှုဖြစ်သွားခဲ့တယ်။ဘာလို့ဆိုတရခန်ကလူဆိုးမဟုတ်ပဲယောဂသည်တယောက်ဖြစ်နေလို့ပဲ